ခက်သွားတယ်နဲ့ခက်သွားတယ်အဲ့လိုတော့မင်္ဂလာပါဝယ်မင်္ဂလာပါမင်္ဂလာပါကူနော်အေးဒီဘက်ကျွန်တော်တို့ဒီဘက်ကစပြီးတော့ကျွန်တော်ဒါတွေပြောနေရင်လည်းကျွန်တော်ကျင်းခဲ့တဲ့လေ့ကျင့်ခန်းလေးတွေကိုတယောက်တစ်ခုစီပြန် share မှာပေါ့နော်စပြီးတော့ကျွန်တော်တို့မျိုး share မယ်အဲ့အကြောင်းတစ်ခုပဲကိုရီးယားတမျိုးပြန် share မယ်ပေါ့အဲ့ share ကိုလေ့ကျင့်ခန်းကပြီးပြတာလည်းနည်းနည်းများတယ်ပေါ့နော်ဒါကပြောရတယ်ပြီးပြများမယ်ဆိုတော့စလာကိုရဲ့အရင်ဘက်ကပြောခဲ့လေအားတို့ဟာဒီminor pentatonic နဲ့ minor blues နဲ့ကိုချိန်နေတာလေအဲ့ဒီဟာကိုမင်းစကြင်ပြီးတော့ဘယ်လိုစကြင်လို့လဲကျွန်တော်အဲ့လို minor pentatonic ဒီရှိတ်တွေပေါ့၅ခုအဲ့ဒီ၅ခုနဲ့ကျင့်ပြီးတဲ့အချိန်မှာတိသွားတဲ့အချိန်မှာ pentatonic scale A C D E G ပေါ့နှုတ်၅လုံးမှာ blues scale ကျနှုတ်တစ်လုံးပို့တာ pentatonic ၅လုံးရှိရဲအဲ့ဒီ၅လုံးမှာနှုတ်တစ်လုံးပို့တာ E flat နှုတ်လေးပေါ့ငကိုမူရဲ့ pentatonic E flat နှုတ်တစ်လုံးပို့လာမယ်ဒါပေမဲ့ name ကတော့ bluesy ဖြစ်သွားတဲ့အတွက်ဒီကောင်က bluesy ဖြစ်သွား minor blues ပေါ့ A minor blues scale ပုံနဲ့ဖြစ်သွားအဲ့တော့ဒီလိုပဲလေ့ကျင့်တာလားဘယ်လိုကျင့်အဲ့လိုလေဒီလိုပဲကျွန်တော်လေ့ကျင့်ဖြစ်တယ်ဒီစကေးမှာတော့အဲ့ဒါဆိုရင်ဒီ minor pentatonic ဖြစ် minor blues ဖြစ်ပေါ့အဲ့ဒါတွေကိုအဲ့လိုမျိုးကတိကျလိုမျိုးကျင့်တာထဲပေါ့နော်ဒီ left finger လေးနဲ့တွဲပြီးတော့ကျင့်ဘူးလားအဲ့လိုမျိုးတော့မကျင့်ဘူးအဲ့လိုရင် left finger လေးမှာမင်းလည်းခက်ခဲတဲ့လေ့ကျင့်ခန်းကဘာဖြစ်လဲလက်ဖင်ကားလေးမှာတော့တော်တော်ခက်တဲ့အေးလေးလေးရှိရပါရှင်းပါဒါအကျော်လေးကပ်လို့ဖြစ်သွားရှိအဲ့ဒါဘာလဲကျင်းဖို့ John Patrick ရဲ့ John Patrick ရဲ့လေ့ကျင့်ခန်းကျွန်တော်အခုလည်းလေ့ကျင့်နေတယ်နေ့စဉ်ဒီအချိန်တိုင်းမကျင်းနေသေးမရသေးခုလက်ချိန်နေရကျွန်တော်အဲ့ခက်ခဲစီကကျွန်တော်နေ့တိုင်းလည်းလေ့ကျင့်ဖြစ်ပါတယ်မရောက်သေးဘူးပေါ့ तू တီးသားသလောက်တော့မရောက်သေးဘူးလေ့ကျင့်ခန်းရှိတယ်အဲ့လက်ချောင်းတွေကိုအစင်လိုက်ဆင်းသွားတယ်ပေါ့ဘယ်ဒီဒါဟုတ်သူတို့ဒီပြအေးအဲ့ तू အဲ့ဒါကိုကြော်ရပါလေမလားအဲ့ဒါဒီမှာဒီလိုမျိုးလက်ညိုးကကြော်မယ်ဒီလက်သန်းကလည်းဒီလိုကြော်တဲ့အကွက်တွေဖြစ်သွားတယ်တကွက်စီကြော်တာတွေပေါ့ तू ထပ်ကြော်တာတွေရှိသေးတယ်ကိုယ်အဲ့လေ့ကျင့်နေသေးတယ်ပေါ့ကိုမူနိုအဲ့လိုမျိုးလေ့ကျင့်ခန်းနေတယ်ပတ်သက်ပြီးဘယ်လိုမျိုးအခုလေ့ကျင့်ပြခဲ့တယ်လေနည်းနည်း share ပါအောင်အေးကျင့်ပြလေ့ကျင့်ပြတာပေါ့လက်တွေတော့အေးရတယ်ဒီလိုမျိုးဒီကလူတွေအားနေတာဒီလက်တချွဲနဲ့လက်တန်းအခုကြောင်နော်အဲ့ဒီဟာရအားနေရနော်နောက်ပြီးကြပိုးပြီးအားနေတာလူတွေသိမချစ်ပြတာဒီနှစ်ခုရက်ခတ်ဒီနှစ်ခုလေဒီလက်တကျဲလက်ခက်လေလက်ခက်နှစ်ခုတည်းကိုပဲအားပြူရနော်အဲ့ဒီဟာအဲ့လိုပဲမင်းလိုပဲငါဒီကျွန်းကလေးရဲ့ပတ်တန်လေးနဲ့အဲ့ကျင့်ဘူးလေအဲ့ကျင့်ဘူးတဲ့အချိန်မှာလက်ကအေးရပဲဒါပေမဲ့အဲ့ဒါကိုလိုက်ရှာပေါ့အဲ့ဒါတူတီးကိုလည်းလက်တော့ပြောင်းလေးလိုတီးတယ်ပေါ့နော်လိုတီးရဲဆိုတော့တူတီးဖို့လည်းသူကခုနကပြောအဲ့လေးကျင့်ခံနေလေးကျင့်ခံနေလို့တော့နော်လေးကျင့်ခံနေလို့တော့အမှတခါအဲ့ချိန်ကယူဟိုဘာလို့တော့ရောက်ပြီပေါ့A minor ပဲတော့မင်းခုနပြောတဲ့ဟာယူတီးတယ်ပေါ့ဒါတီးရဲဆိုတာဒီဘက်တီးရလေသူစားတတ်တင်ထားတဲ့စတင်ထားတယ်ဘာနဲ့လဲကိုလည်းတီးတယ်သူအဲ့ဒါကိုက left finger လေးနဲ့ပြောင်းကျင်တယ်အဲ့တော့ငါကတော့ပူခက်စီတယ်ဒါပေမဲ့နောက်ဆုံးမှဒုံးကျင်အောင်နော်ဒီနေရာတစ်ခုရောပေါ့နော်နေရာတစ်ခုရောဒါအေးမာနေအကုန်လုံးကအစင်လိုက်တိုင်းပြရမှာနော်အဲ့မှာဒီနှစ်ခုကအားနေတော့နော်အဲ့ဒါကိုလူတွဲကျင်တော့ဒီလက်ကိုခွဲရတာဒါနဲ့ပေါ့နော်ခုနဟိုA minor ပဲလို့ပဲအဲ့လိုကျင်တာအဲ့ဘာဖြစ်လဲဆိုတော့ဒါကျင်းတယ်ဒါပြီးတော့ကျွန်တော်အပြီးဒါနဲ့ပေါ့နော်တော့ဒီနှစ်ခုကရခက်သွားပါဒါနှစ်ခုဒါကမတိရကြတော့မရတော့ဘူးအဲ့လိုမရဘူးအဲ့တော့ဒီလောက်ကြသေးတော့ဒါမတိရနည်းနည်းချင်နေတာအဲ့ဒီမှာဘာရလဲဆိုတော့အဲ့ဒီကပိုလွယ်တဲ့နောက်ခုရှိသေးတယ်အဲ့တက်ကလေးတစ်ခုလေတက်လေးဆိုတော့ဟိုအပင်ဆိုင်လို့ပေါ့ PLANTI plan D classical guitar method ပေါ့နော် plan ကြီးကနေစကျင်တာငါပို့ကျိုးရှိရပါ G position နဲ့ A ဟုတ်နော်ဒါ A တော့ဒါ G position ဒီကောတော့ငါတို့အရန်လွယ်တယ်ငါတို့ plan ကြီးကဘယ်လက်စီမျိုးချလိုက်အောင်ဒီပေါ်မှာ plan ကြီးတွေပါစိုက်တယ်တော့တို့တန်းပြီးတော့ဖြစ်တယ်ပါ
အဲ့ဒါကိုသူကဒီ3တန်ပေါ့နော်အဲ့ဒါဖင်ကားတွေကဒီလိုလေးတက်အောင်လို့လက်ကဒရီဖြစ်နေတယ်မကောင်းဘူးကွာဒီလိုမျိုးလေးပေါ့ဒီလိုတက်အဲ့လိုဒီလိုဖြစ်နေတာနော်ဒီလိုဖြစ်တယ်အဲ့တော့ဒီလက်ညှိုးပဲထည့်လိုက်နောက်4တန်ပေါ့နော်1 2 1 2ရတယ်နော်ကောင်းမြန်လေရတယ်ဒီဘက်ကပတ်ဆောင်တယ်လို့တော့ပဲဒီပေါ့အဲ့ဒီခတ်တယ်အဲ့ဒီကမှအဲ့ဒီနောက်တစ်ဆင့်ရခတ်သွားတယ်ဒီလက်ကိုစီကိုရှင်နဲ့ဒီလက်ကိုကောက်ချဒီပလက်ကြီးထည့်တယ်နော်ပလင်းထည့်တာအကျဆင်းအားရှိတယ်အဲ့ဒါဘကိုပါထဲတဲ့တန်လည်းမှတ်ထားအောင်နော်ဒီလိုထည့်အဲ့ဒီအားဒီမျိုးအပူရက်ဆက်တယ်အဲ့ဒီလိုက်ပြီးရင်မဖြစ်ခင်တခုတကယ်မဖြစ်အမှလည်းတို့လဲသွားပြီးတခါကြီးတယ်အဲ့ဒီပြတ်ပြီးလာဟောအဲ့ဒါရပြီးတော့မှဒီလိုကိုအဲ့လက်ညိုရှုဟိုဘက်ထုတ်လိုက်တကွကြောအဲ့မှာဆိုတော့ဒါအမေရိကန်တွေကြတာဒီနဲ့ဒါဒီပိုအေ A position G position နဲ့ A ပေါ့နော်အဲ့ဒီကမရောက်ခင်မှာအဲ့လိုတွေကျင့်သူ plan လေးပါအဲ့ဒါလေ ဒီ3ခုကအဲ့လိုပေါ့အဲ့လိုဒီမှာဒီကဒီလက်ညိုးလေးပဲပြောင်းလာပါလေလက်ညိုးပြောင်းလာမယ်အဲ့လိုကြောင်လိုက်မယ်ပေါ့ဒါနဲ့ခက်သွားတယ်နော်ဒီအရင်ဒီလိုဒါမတော်ဒီတစ်ခုထပ်ပြောင်းနေတာဒီနှစ်ခုချင်ကြတဲ့ plan လေးဆိုတာဒီ G ဒီထောက်ထားတဲ့ဟာနဲ့ဒီ A ထောက်ထားတဲ့တန်းကိုချင်ကြတဲ့ plan လေး plan ဆိုသူ့မှာသူစိုက်ထားတယ်ကွာဒီကော့ရဲ့စိုက်ထားတယ်ပေါ့နော်ဒါအဲ့ဒီရတယ်အဲ့လိုမျိုးဖြည်းဖြည်းချင်းလေ့ကျင့်ရအောင်နော် step by step အဲ့ဒီကမှာ step by step အဲ့ဒီကတော့လက်ညှိုးတိုးမယ်နော်အမခက်ပါလေဟုတ်လားအဲ့လိုမျိုးအဲ့ရခက်ခဲအရာတွေအတွက်တော့ပြန်ကျင့်ငါဒါနဲ့ဆင်ပြသွားတယ်နာဘယ်တော့ကြည့်အဲ့မှာဒီလိုပေါ့တို့ချင်းခွဲတည်တာနော်ဒါပြီးရင်မကြံငါအေးဟောတာအရင်တော့တနေ့ဒါကြီးပဲအနည်းဆုံး6နိုင်လောက်တီးဘူးတယ်တနေ့ကိုလေအားရနေချင်တော့ဟဲ့ဟိုငငယ်တော့ပေါ့အဲ့တော့တီးတယ်အားပြီးဒီမှာတော့ EV ပါဒီတစ်ခုမဆိုင်ရတော့ထွက်တော့တီးကြတယ်တော့စားရတယ်အားပြီးဒီတစ်ခုအဲ့မိုင်ကြတော့ကျွန်တော်ကြောက်ပြီးပြီပါရိုးတက်တက်အမေတို့တင်အဲ့ဒါလေးဟိုလက်ညှိုးစားတက်တက်လက်ညှိုးအဲ့လက်ညှိုးစားလက်ညှိုးကတော့ပုံမှန်ဒါအော်ဒီလက်ညှိုးနဲ့လက်ကလေးလက်ညှိုးရဲ့ကြက်အားပြီးသွားရင်ဟောတယ်လက်ခလက်တယ်လက်ညှိုးနဲ့မလက်ခလက်ဘူးဘုရားစနေတယ်အဲ့ဒါလက်ညှိုးနဲ့လက်ခလက်အဲ့လိုအဲ့မမေကဒါကျင့်အောင်လေတခုတော့ဒီခုလေးတော့တားရင်လားလုံးတောင်းရကျင့်စားလို့အဲ့မှာ planning ဆိုတာမလာလို့ကြည့်လိုက်အဲ့ဒါမလားဒီကောင်ကဒီလိုဆိုတော့မင်းတို့ကဒီလိုလုပ်တယ်အပြီးဒီညမှာဝင်လာတော့ဒီညမှာသူကဒူတက်တစ်ခုဖြစ်တယ်အကောင်လာမယ်အမတော့ဤသွားပြီဒီပါပြီဟုတ်နောက်ကပို့ရလာပြီနော်ဒီတော့အဲ့ဒီကိုဘလို့ကြည့်မလဲဆိုတော့အရင်ခက်တယ်ဒါပေမဲ့လွယ်စီတာပါလေအဲ့တော့ planning စစ်ပြောတယ်ဟုတ်ပြီနောက်ဒီမှာခက်နေရပါဘူးဒီလိုဆိုအဲ့ဒါလက်ညှိုးပဲထောက်တော့လက်ညှိုးရထောက်လိုက်ဒီလက်ညှိုးဒီပေါ်မှာထောက်မိသွားပြီဆိုရင်အကြမှာဟုတ်ပထမတော့ပဲကျလက်ညှိုးမလို့နဲ့ဒါတော့မဟုတ်ဘူးအဲ့လိုမဟုတ်ဘူးလက်ညှိုးမလို့နဲ့တော့ plan လေးဆိုင်တာ plan လေးတင်တာဟိုကဘာလဲဒါပဲပေါ့ဒီနှစ်ခုနော်ဒီနှစ်ချောင်းနော် plan လေးလက်ညှိုးထောက်တာဟုတ်နော်အဲ့ဒါအကုန်လုံးလိုက်တယ်အဲ့လေ့ကျင့်ခန်းလေးနော်လက်ချောင်းတွေကိုဒီလိုမျိုးကြီးကြွားပြီးတော့ဖိတာမဟုတ်ဘဲနဲ့ planning လုပ်ပြီးတော့အရင် site ဒီလိုမျိုးဖိပြီးကမှကျင်ပါလို့အဲ့လိုအဲ့ကျင်လို့အဲ့လို grader လည်းပို့ပြီးတော့ဟိုဖြစ်တယ်လောက်တဲ့ glitch ပို့ပြီးတော့ဒါငါတို့မတင်လာကြလို့တက်ကြည့်လို့ရရိုးတနစကေးတွေကိုပုံမှန်တီးရဲ့ဒီရှိတ်တွေနဲ့တင်တခြားလက်လေးကျင်ခန်းလေးတွေမှာတွဲပြီးလေ့ကျင့်ပို့ပြီးတော့ထိရောက်တာပြီးတော့အေးလေတီးကြည့်ပါဘယ်မှာခက်တာအမခက်တာနော်ဒီတစ်ခုဒီတစ်ခုမှာခက်ပြီအဲဒီကျွန်တော်မရတော့
ချို့လေ့ကျင့်ခန်းတွေတော့ကျွန်တော်လေ့ကျင့်ပြတယ်ဒီကြောင့်ဒီနှစ်ခုကြားပါဟိုဟာဖြစ်ဖို့အတွက်ပုံစံစပိုက်ဒါလေ့ကျင့်ခန်းလို့အဲ့လိုမျိုးဟိုအောင်ဖြစ်အောင်လို့တချို့လေ့ကျင့်ခန်းကွန်မွန်ဒိုပြရဲ့လေ့ကျင့်ခန်းတွေလည်းကျွန်တော်လေ့ကျင့်ရအောင်အစ်စ်တွေအေးအဲ့မတီးအဲ့လိုပြသွားတယ်ဟုတ်တယ်အဲ့ငါတော့ဟိုဟာအဲ့တစ်ခုပေါင်းထားတာပါကိုယ့်ကိုပြန်ပေါင်းလိုက်တော့ဟိုစတီပိုင်းကဂီတာဝတ်တယ်အဲ့တော့ငါတို့ဒီလောက်ကြီးခက်မရှိသေးတော့လေဟိုကအဲ့မဂ္ဂဇင်းတွေဆိုမှားတာကွာမှားတော့ဒီလိုလဲအရင်အစောတွေတင်ဟိုဟာပေါ့ရေဒီယိုမှာကြားအဲ့တော့ရေဒီယိုချိုးရေဒီယိုမိုက်တယ်ပါရေဒီယိုမှာတချင်းဘယ်ချင်းအစ်ထွက်တဲ့တူတည်အဲ့လိုချင်းထားတော့ဗီဒီယိုလို့ချင်းအဲ့ဒီစာအုပ်တွေစာရမ်းတွေမှာပေါ့ငါတို့ကအဲ့ဂီတာဝေါ်တစ်ခုကဂီတာဝေါ်ကြတော့တချင်းနဲ့မကောင်းတချင်းတော့ဆိုရပါတယ်အင်တာဗျူးတွေပါတယ်ငါရဲ့အလုပ်တွေကွက်တည်လို့အဲ့မှာကြည့်ပြတော့အဲ့မှာဂျိုဂရာဖီကငါတွေ့တာနောက်ကြတယ်စတီဗန်တွေ့ရဆော်တယ်စတီဗန်ဟိမှာအဲ့မှာလက်အဲ့လိုပုံစံချင်းနဲ့အဲ့လိုစတီဗန်လက်ကြီးတော့လေပုံစံမကြောက်သူ့ဟုတ်တာလက်တူတယ်ကျင့်နေရတော့လက်က confirm မဖြစ်ဘူးအဲ့မှာဂျိုဂရာဖီရဲ့ဟာလည်းကျင့်တယ်ဟုတ်တဲ့အချိန်မှာကိုယ့်ရဲ့ကုန်းကုန်းဖြစ်တော့ကိုယ့်ကိုယ်လိုက်စဉ်းစားပြီးတော့ဒီဒါနဲ့ပေါင်းလိုက်တာသူ့လေ့ကျင့်ခန်းပေါင်းပါတယ်ဒီဟာနဲ့ပေါင်းလာဒါဒီလိုတော့နဲ့ခက်တယ်ကွာအဲ့မှာဒီလိုမျိုးတောင်းတယ်ဒါမှဆိုရင်ဘာလို့တို့လဲဟုတ်ပါဒါလည်းဒါပေါ့အဲ့ဒီမှာလေဒါလေးကျင်ပေါ့ဒီကတော့ထဲပေါ့နောက်ပဲပြင်လောက်ပဲကြီးလဲလို့လေဤတော့ဤတယ်ပေါ့ဤတယ်လေ့ကျင့်ခန်းနဲ့မိုက်အဲ့ဒါတမ်းငါတော့လို့ဘာလို့တမ်းမကျင်မနဲ့ plan နဲ့ကျင်ကဲဟုတ်ပြီအဲ့ဒါကူကြိုက်တာပဲဒီညှို့ထဲမယ်ဒီကောင် plan လုပ်တာရရှုအဲ့ဒီမှာနောက်ရဲ့စင်ခေါ်လာအဖြူလိုက်3ခုဒီကောက်လေးပေါ့အဲ့ဒါတော့ဤသွားတယ်ခုနဒီကန်လေးတဲ့ကောက်ကA augmented လားအဲ့အတိုင်းကြားလိုက်တော့ပါဒီဖလက်ပါလားဒီဖလက်ကော့တခုပါလားအမဒီကျင်းနဲ့ပါလေဒီကောင်နှစ်ခုသွားဒီမှာကော့ကမေဂျာနဲ့မိုင်နာတက်လာအဲ့လိုမျိုးလေ့ကျင့်ခြင်းအပြင်ဟို desk call လို့ပြောတဲ့ code တွေကိုကင်ဖို့အတွက်လွယ်သွားတယ်နောက်ကြပြီ plan ကြီးရောဘယ်ဟာဘာ plan လုပ်ထားတယ်လဲဒါဆိုဒီလက်ညှိုးနဲ့ plan လုပ်ထားတယ်လို့တို့တော့ plan လေးပုံစံမျိုးတော့ရှိတယ်လေဘယ်လိုမျိုးလဲရှိတယ် plan ကြီးကဒီလိုဒါရှိတယ်ပြီးရင်ဒီဘာနဲ့ပြောင်းကြည့်တာဒီကောင်ပဲ plan ထားမယ်ရက်ခက်လိုက်တော့လက်ခက်တာဖြည်းဖြည်းသွားမပါလိုက်မင်းပါလိုက်ဆိုရ plan လေးရှေ့ရပါဦးမြတ်ချင်းဒီတစ်ခုတည်းမြတ်ချင်းတစ်ခုပြီးကမှသူတိုင်းပြီးတော့မကျင်းနဲ့ဟုတ်လားဒီမှာဓမ္မမင်းဒီစဉ်းစားကြပါရင်ကျတော့ရတယ်တော့တက်တယ်အော်လေပေါ်တက်တယ်သုံးခုလောက်တက်ကြရတယ်အမှရတယ်မင်းရောကြောင်းတော့နောက်နည်းနည်းလေးပါဝက်ကြော်တော့အဲ့ကြမှာဒီ3ခုတော့ခက်နေပါ4ခုကွင်းကားအောင်ပြီးသွားဒါတော့လေလူမတယ်ဒါတော့နဲ့ခက်တော့လို့ပို့စေတော့မလို့တော့ကျိုးတွေပါကွာတုံးလို့ဒါပေမဲ့အဲ့လိုကျင့်တာတော့ကောင်းတယ်တော့ရက်ဆက်တယ်ကွာပြီးတယ်အဲ့လိုလေ့ကျင့်မှပဲဒီလက်ချောင်းတွေကပို့ပြီးခုတီးကျင်တဲ့ဟာတွေနဲ့ပြီးကြတော့အဲ့လိုပေါ့ဝါရောဂီတာသမားတွေတီးတဲ့ဆိုတော့ဆို plan လေးလက်တွေကကြိုက်တာဒီလိုက်တီးလို့ရအောင်ဆိုတော့ဒီရအောင်ကွာတော့ဟိုတင်းစရာတော့ကျင့်ပြီးရတယ်ပြောတာလည်းမှာဟိုမင်းရောက်တယ်ရကြမ်းတယ်ကွာဒါခါလဲကြမ်းတန်းတယ်ပေါ့အဲ့လိုဟိုတခြားဘောကောစရာတော့ပါတော့တွေ့ချင်းနဲ့မတူဘူးဘာလို့လဲတင်းရကြမ်းတယ်ဒါအကျဉ်းနဲ့မှတ်တော့ငါတို့ကျန်းကျန်းနဲ့မှတ်ရှင်တော့ရမ်းမြင်တယ်ဒါလည်းတော့ရမ်းအီးအဲ့လိုကျန်းကျန်းနဲ့ကျင်းမှာပဲလက်ကိုတော့နှိမ့်ဆက်လို့ရှိတယ်ဟိုလက်ကိုဘယ်လိုပြောမလဲဟိုပေါ့ဘာပဲလေ့ကျင့်လို့လေရတယ်ဒါပေမဲ့ပေါ့ဘာပဲဖြစ်မှာပဲအဲ့လိုနည်းနည်းကျန်းကျန်းတန်းလေးတွေလေ့ကျင့်တော့မှပို့ပြီးလက်ချောင်းတွေကလည်းပို့ဖြစ်နောက်လည်းဆိုရမ်းဆက်တယ်ကွာဒါငါမသိ
အမှတ်တက်ပါတယ်ဒါတရားပြတော့ဒီကွက်ချင်းနဲ့တော့ဒီကွက်ချင်းပြီးတော့ဒါတော့မထင်နိုင်ဘူးတော့သိုးအဲ့ဒါမကျင်းတော့တော်ပြီအဲ့လောက်ကြည့်မလို့လားလို့ဒါလည်းခြားတော့တော့တော့ခက်တယ်ကြတော့လေအဲ့ဒါကိုမလွယ်လားလက်ကကတ်နေပြီဒီမှာလေအဲ့ဒါကြီးပဲတနေ့လောက်ပြင်ဘူးလေအဲ့ဒီကျင်းကနေတယ်အဲ့ဒီကနေစကင်းနဲ့တွေ့မှာလားလေဒီကနေလည်းလေကျင်းနေလက်ပြောင်းတော့အဲ့မှာတနေ့လောက်ကြည့်ပြီးအချိန်လက်ကပြလာတော်တော်မိုက်တယ်ပေါ့တော်တော်တွေ့ကြည့်တော့ကတော့မပါပါဘူးအခုငါတော့မကျင်တာကြာတယ်အဲ့ဒီတည်းဘာလို့လက်က plan လေးဖြစ်သွားတယ်အတန်ထက်ကဒုံးလေဒုံးလို့ကြာအဲ့ရက်ခက်နေမင်းတို့လည်းမင်းတို့ဒါလည်းနေတယ်ဒါလည်းလည်းမတပြိတာနော်ပြလိုက်ပြီးတော့တကုတ်ချင်းလို့မလုပ်စင်နဲ့လမ်းလေးပြတာဟောနော်လမ်းခက်တာအဲ့စားလိုက်ဟုတ်ပြီအတာဒီကောင်လောက်ပါနော်တို့အမထောက်ရတော့လက်တန်းကိုထောက်ထားမှာနော်မရစရရရအောင်စင်ဟာနော်လည်းကျင်းစရာတွေအများကြီးရက်စကျွန်တော်ပြပြနေမှာကြည့်ဟုတ်ရရတမ်းမချဲပဲနဲ့ငါဒီလိုပဲကြည့်နေတယ်တခါတော့ပဲတခါချင်းဒီတခါချင်းကိုပြောင်းနေတက်စင်အဲ့ရကမှာမင်းတို့တူလက်တစ်ခွက်တူအဲ့လိုပဲကြည့်ရပါတယ်ဒါငါရမ်းကျင်တာတော့ဘူးလည်းကြံသေးတယ်အဲ့ဒါမတီးရနဲ့ချီဒါလို့ရရဆက်တယ်ပါဗျာသိဘူးရမလားတစ်ခွက်ကြော်တယ်အဲ့ဒါတခုလည်းတန်တော့ခက်တာအဲ့မှာဟို street line ဆိုအဲ့ဒါကိုမင်းကလည်း slide တွေလို့ကျန်တာ easy ကိုလိုအခုတော့အဲ့လိုလေ့ကျင့်မဲ့ညီညီမငယ်တွေအတွက်လေ plan နည်းပဲဘယ်လိုစင်မဲ့လဲ plan နည်းနဲ့ပဲကျင့်တယ်စကီးလည်းမမီးတယ်စကီးနေရာမှာ plan နေဆိုင်ပါနော်ကိုအိမ်မန်နာတော့မမီးဘူးအိမ်မန်နာဝင်တော့ရည်တည်အဲ့ဒါပြီးတော့ blue scale နော်အဲ့ဒီဟာကိုရည်တည်တဲ့အချိန်မှာအဲ့ဒါကိုမှတ်မိသွားပြီဆိုရင်အဲ့နေရာမှာငါပြောတဲ့ plan နည်းနဲ့တော့ရ plan လုပ်မယ်ဘယ်မျိုး plan လုပ်မယ်ပြီးရင်တော့ဒီမယ်ပြီးရင်ဒီတော့ plan လုပ်မယ်တခုချင်းပဲ plan လုပ်မယ်ကျွန်တော်တို့ question နဲ့တန်းပြီးတော့ဒါဒီနဲ့ဆိုတော့မလုပ်ဘူးမလုပ်ရင်အနီးမားကြီးဒါကိုရင်ချက်ဒါကိုပြင်းနေအောင်ချက်သူစားရတယ်ရပါတော့တိုးလိုက်ပြန်မှာတိုးတယ်လည်းမျိုးတိုးကြည့်တယ်အော်ဖိတာတော့ဖိတာဘယ်ကြောတိုးတယ်လက်ကလည်းကြောပါပါကြောပါပါဒီမှာမလွယ်တော့ဘူးအဲ့ဒီမှာတော့အဲ့တော့တမ်းမချင်အောင်အဲ့လိုဘုရားဒီမှုစားတယ်အဲကျန်တယ်လို့မချက်ဒါမှချက်ဒီခုပဲအားရရပါတော့တိုးဒီနှစ်ခုမှနည်းနည်းအဲ့လိုဒီနှစ်ခုမှသားကြဒီလိုကြည့်မလားလို့ရှိတယ်မအားမတူ plan นี่မှာဒါကို plan တော့တူတူချင်းအဲ့ဒါဘယ်ကို plan တော့ဖိလိုက်နော်ဖိပြီးမှကြောင်း plan ကြောင်းနေအဲ့ဖိတာဒီကြောလေးပါနည်းနည်းဖိတာမလို့ဖိတာသူကဟို2 plan နေဖြစ်သွားတယ်နှစ်ခုလုံးတို့မှာ plan ဆက်လာတော့ဒီကပြန်သွားမှာဒါမှတော့လို့ဟာလို့တော့ချင်းချင်းဒါလို့လွယ်ရမလားဒါပေမဲ့ဒီ plan နဲ့ကြည့်နှစ်ခုလို့ဒီကဒီနှစ်ခုကိုတော့တချို့တော့ဒီကတော့တင်ခိုင်းမှာဒီနှစ်ခုတို့တင်တာပြီးတော့ဒါ planning ဂျိုဘရီစီအဲ့ planning အဲ့ planning ဒီကမှာငါပြောတဲ့အခြေခံလေးဖြစ်ဒီကွက်ချင်းမရှိဒီကွက်ချင်းမရှိတော့ဒါလေးရှိတော့ဒါပါပဲဒီနေ့ကတော့လောက်ပါပဲကျွန်တော်တို့နှစ်ယောက်ရဲ့အဓိကဟိုဒီကဖန်ယူပါရေးကစားမှာရေးပါတဲ့လက်တွေ position ကိုလို့ဒီစတဲ့မှန်မှန်နဲ့ကျင့်ဖို့နောက်ကြရဲစတဲ့အခန်းကြီးတွေလည်းရှိရပါတော့ဒါဘယ်လိုကစကုစင်းကစမလားပေါ့ဘယ်လိုကြောင့်နောက်တစ်ပတ်ကြာရင်လေ့ကျင့်ကြည့်ပါလေ့ကျင့်ကြည့်ပါပေါ့ခက်ခဲရှိနေပြောပါပေါ့ကျွန်တော်တို့ comment မှာမေးလို့ရပါတယ်နော်အဲ့တော့စာတန်နဲ့နောက်ကြရင်လည်း sorry ကျွန်တော်ကဒါလေးမှသုံးပြတာတော့မှတ်ထားပါဘာမှမှတ်ထားကြကျွန်တော်သိကျင်တာလေးဖလှယ်လို့ရတယ်ဗျကျွန်တော်မှားနေတယ်ပြောလို့ရတော့ပြန်တွေ့ကြတာပေါ့ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ပတ်ကြရင်တော့ကျွန်တော်တို့ပထမစီကဒီလေ့ကျင့်ခန်းကျွန်တော်တို့လုပ်ပြရဆိုတော့ဟိုမနေ့ကဆက်အိမ်မန်နာပထမတော့လုပ်ပြီးတော့လေ့ကျင့်ခန်းလေးကျွန်တော်ထည့်ကြရပါတော့ဘာလို့တော့စကားပြောတာမဟုတ်ဘဲတီးပြရင်လည်းစိတ်ပြပါပေါ့နောက်တစ်ပတ်ကတော့ကျွန်တော်ရွေးချယ်တာပါပေါ့ကျန်တဲ့မိုင်းနာဟာရှိတ်နာဘူးလို့
5 shade နဲ့ ဟုတ်ရှိ ဟို case system နဲ့ ဟုတ်ကဲ့ သွားရမယ်လားဘာမှမပြောပါနဲ့အားလုံးကြိုးတင်ပါတယ်